Okay ကျွန်တော်ပြီးခဲ့တဲ့ John Draft တောင်းကကျွန်တော်ဘော်တာ Aaron က The Vibe ဆိုတဲ့ event ကိုတွားခဲ့တယ်အဲ့ဒီကနေတစင်ကျွန်တော် DJ artist အကိုတယောက်နဲ့တည်ခဲ့တယ်အဲ့အကိုကဒီနေ့ကျွန်တော်သူတီးမဲ့ပွဲကိုဖိတ်တယ်ဆိုတော့ကျွန်တော် go မယ်ဒီ jacket ကိုပဲသဘောကျလို့ပြန်ဝတ်လိုက်မယ်ဒီနေ့ပွဲမှာလည်းကျွန်တော်ဒီအင်ကြီးကိုစေးမှုတ်ပေးတဲ့ inner piece ကအကိုတွေနဲ့တွေ့လို့နှုတ်ဆက်ခဲ့ပါသေးတယ်အခုအချိန်က8နာရီခွဲကျော်ပြီ8နာရီ41ဖြစ်နေပြီဆိုတော့နောက်တောင်ကြာနေပြီကျွန်တော်ညသာစားပြီးလို့ရှိရင် go မယ် let's go so go နေပါပြီရောက်ပါတော့မယ် finally ရောက်ရှိပါကျွန်တော်ကပုံမှန်ဆိုရင်တော့ EDM တက် AOA ကိုအသားပေးတဲ့ R&B တွေ trap တွေကို vibe ပို့မိပါတယ်ကျွန်တော်ကို invite ပေးတဲ့ Brulaxian ဖွင့်တဲ့ trap တွေနဲ့တော့တော်တော် vibe မိပါတယ်Three bro အဲ့နောက်မှာတော့ကျွန်တော်လမ်းခဏရှောက်ပြီးတော့အရှိနာက 7-11 မှာကျွန်တော်ကြိုက်တဲ့အေးအေးလေးတွေဝင်ဝယ်လိုက်ပါတယ်ဆိုတော့ပါတီလက် over သွားပြီဆိုတော့အိမ်ပြန်ခီးလေးကိုရောက်ရှိလာပြီလူအများကြီးနဲ့တွေ့ခဲ့ရပြီးတော့တကယ်လည်း have fun ဖြစ်ခဲ့ပါတယ် invite ပေးတဲ့ Brulaxian ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်